လူတိုင်းကအောင်မြင်မယ်လို့ထင်ထားတဲ့ဒီချစ်ခွင်ပတ်မှုမှာကောင်းလေးကကြောင်းမှနာမည်ကြီးတဲ့ဂျင်းရှောင်ဖြစ်ပြီးမင်္ဂလေးကတော့ပုံမှန်စင်းရဲတဲ့ကြောင်းသူလေးတယောက်ပါပဲဒါကြောင့်မင်္ဂလေးကပန်းစည်းလေးကိုလက်ခံလိုက်တဲ့အချိန်မှာဂျင်းရှောင်ကသူ့ရဲ့ချစ်ခွင်ပတ်မှုအောင်မြင်သွားပြီလို့အလိုလျောက်ထင်သွားခဲ့တယ်သူကနောက်ကနေသူ့ထငယ်ချင်းတွေကိုလက်ပြပြီးမင်္ဂလေးကိုဖမ်းဆုပ်လိုက်ပြီလို့အချက်ပြလိုက်ပေမဲ့နောက်တစ်စက္ကန့်မှာမင်္ဂလေးရဲ့ပျော်ရွှင်နေတဲ့မျက်နှာကရုတ်တရက်ငြိမ်သက်သွားပြီးလက်ထေကပန်းစည်းကိုချမ်းပေါ်ကိုပစ်ချလိုက်ပါတယ်အကြောင်းကတော့ဒီချစ်ခွင်ပန်းမှုဟာတထေးလေး၃ယောက်ရဲ့လောင်းကစားတစ်ခုဖြစ်တယ်ဆိုတာကိုသူမှကြိုတင်သိထားနေပြီးသားမို့ပါကိစ္စစတင်ရခြင်းကအထက်တန်းကတထေးသား၃ယောက်ဟာအပြင်းပြေရို့လိုက်လည်နေတဲ့မင်္ဂလေးကိုလက်ကမ်းစာစုံလေးဝေခိုင်းရင်လောင်းကစားစုခဲ့ကြတာပါ၃ယောက်တွေကခေါင်းဆောင်ဖြစ်တဲ့ခေါ်ကြလင်းကဒီအထက်တန်းကျောင်းမှာတူရီသောစင်းရဲတဲ့ကျောင်းသူလေးဖြစ်တဲ့အတွက်သူ့အနေနဲ့တလက်အတွင်းမှာချုပ်ကင်နိုင်မယ်လို့ယုံကြည်ခဲ့တယ်ဒုတိယမြောက်ဝင်းရှူနဲ့တတိယမြောက်လီချွမ်းတို့ကတော့ဒီလိုမင်္ဂလိမျိုးကအမြင့်အမားဆုံးသဘောထားရှိတဲ့ကြောင့်တလက်ကတော့မလုံလောက်နိုင်မှုလို့ထင်ခဲ့ကြတယ်ဒီလိုနဲ့၃ယောက်တွဲမောင်နှမတွေကလောင်းကစားတစ်ခုကိုလောင်းကြတယ်လောင်းကြီးကလည်းတာမန်လူတွေစဉ်းစားရဲတောင်မစဉ်းစားရဲတဲ့အရာတွေဖြစ်ခဲ့တယ်သို့တော်လည်းဒီ၃ယောက်ရဲ့စကားပြောဆိုမှုကိုမင်္ဂလိကကြိုတင်ကြားပြီးသားဆိုပြီးသူမကမြင်နေသလိုလူမတက်တတ်တဲ့တိုးကလေးလေးမဟုတ်ပါဘူးနော်ခေါ်ချန်လင်းကလောင်းကြီးအဖြစ်လေးတိုက်တစ်ခုကိုပေးနီငိုင်းလို့ဆင်းရဲတဲ့ចောင်းသူလီကိုတလအတွင်းမှာခြေတော်လုံးနိုင်မလားဆိုပြီးသူ့မောင်နှမတွေနဲ့လောင်းခဲ့တာပါဒီနေ့ကစပြီးခေါင်းဆောင်ခေါ်ချန်လင်းကမင်္ဂလိရဲ့ဘဝတွေကိုမကြာခဏရောက်လာပါတော့တယ်ဒါပေမဲ့သူ့ရဲ့ရည်ရွယ်ချက်ကိုသိထားတဲ့မင်္ဂလိကတော့သူနဲ့အဆက်အသွယ်လုပ်ဖို့အစီအစဉ်မရှိခဲ့ဘူးသူ့မောင်နှမတွေကပါအစီအစဉ်တကြားတိုက်တိုက်ဆိုင်ဆိုင်တွေ့ဆုံမှုတွေဖန်တီးပေးပေမဲ့မင်္ဂလိကသူတို့ကိုအရင်ဦးစီးနှုတ်ဆက်တာမျိုးမလုပ်ခဲ့ဘူးမင်္ဂလိမျှော်လင့်ထားသလိုမကြာခင်မှာပဲခေါ်ချန်လင်းကအရင်ဦးစီးလှုပ်ရှားလာခဲ့တယ်မင်္ဂလိကကော်ဖီဆိုင်မှာအလုပ်လုပ်နေတော့အမျိုးသားတယောက်ကအကြောင်းမဲ့ရန်ရှားတာမျိုးဖြစ်တယ်မနက်2 နာရီမှာလူတိုင်းအိုက်စင်တဲ့ကရှိမှာခေါင်းဆောင်ခေါ်ကြံလင်းကကောင်းကင်ကဖျားသခင်လိုရုတ်တရက်ပေါ်လာပြီးသူရဲ့ဟုံးကကဲတဲ့ဇလန်ကိုတရုတ်ဖော်ပြတယ်မင်္ဂလိရဲ့အဝတ်စားတွေပေးသွားတာကိုသူကလူတန်းပေးတယ်ဒါပေမဲ့မင်္ဂလိကအဖြစ်အပျက်တွေကိုအကုန်သိနေပြီးရန်ရှားတဲ့ဖောက်တဲ့ကသူ့လူတွေငှားလာတာမြင်သိပေမဲ့သူမကဂျေဇုတင်တဲ့အမူအရာနဲ့သူ့ကိုဂျေဇုတင်စကားဆိုခဲ့တယ်ဒီလိုနဲ့သူတို့နှစ်ယောက်လဲတဘာဝအတိုင်းသိကျွမ်းသွားကြတယ်ခေါ်ကြံလင်းကသူ့ရဲ့ကျွဲဝတဲ့မနက်စာတွေကိုသူနဲ့ဖလန်ပေးလိရှိတယ်မင်္ဂလိကလည်းတင်းလျော်တဲ့တမနာနဲ့ဂျေဇုတင်ကြောင်ပြသရတော့တယ်အဆုံးတတ်တော့တရုတ်ဆောင်တော်ဘဲသူကမတတ်မှာတော့နော်နောက်ရက်တွေမှာသူတို့နေုပ်ကအမြဲတွေ့ဖြစ်လာတယ်အပြင်ကလူတွေမြင်ရရင်ချစ်သူဆုံလွဲအဖြစ်ထင်စရာလောက်ပါတယ်ခေါ်ကြံလင်းကအထိုင်တန်းတဲ့လူယူဆပြီးချစ်ခရပန်းမို့ကိုဆုံးထင်လိုက်တယ်မင်္ဂလိကပန်းစည်းကိုလက်ခံလိုက်တဲ့အချိန်မှာသူအောင်မြင်သွားပြီလို့ထင်ပြီးနောက်လှည့်ပြီးသူ့ရဲ့ရဲဘော်ရဲဖတ်တီကိုပါဂုံယူကြိုးပြတာတယ်ဒါပေမဲ့နောက်တစ်ဆက်ကမှမင်္ဂလိရဲ့မျက်နှာကရုတ်တရက်ပြောင်းလဲသွားပြီးပန်းစည်းကိုဂျမ်းဘော်ကိုတက်ရဲပြီးချလိုက်ပါတယ်တောင်းပန်ပါတယ်နော်တကယ်တော့မင်းရဲ့မောင်နှမတွေကမင်းကငါ့လိုဆင်းရဲတဲ့ចောင်းသူလေးကိုကစားနေတာပါလို့ငါ့ကိုကြိုတင်ပြောထားပြီးသားပါမင်္ဂလိကဒီစကားတခွန်းဆောက်၃ရုပ်တွဲမောင်နှမတွေကြားထဲမှာအချင်းချင်းတန်တရားတွေဝင်လာတော့ကိုဘယ်သူမှမထင်နေကြဘူးဒုတိယမြောက်ဝင်ရှင်နဲ့တတိယမြောက်လီထွန်းတို့ညောက်ကမင်္ဂလိနဲ့ဆက်ဆက်မှုမရှိကြောင်းလောင်းကစားအကြောင်းကိုကိုယ်တိုင်လုံရှိပြီးမပြောကြောင်းတွေကိုအမြန်ဆုံးဖယ်ထုတ်လိုက်ကြတယ်ဒါပေမဲ့ခေါင်းဆောင်ခေါ်ကြံလင်းရဲ့အကြည့်တွေကမယုံကြည်သေးတာကိုထင်ရှားနေတဲ့ကြောင့်သူကမင်္ဂလိပဲလွှဲပြီးဘယ်သူကလောင်းကစားအကြောင်းကိုဖော်ပြပြီးသူ့ကိုသစ္စာဖောက်သွားခဲ့တယ်လို့မေးတယ်မင်္ဂလိကသူ့ပခုံးကိုခေါင်းပေါက်ပြပြီးသူ့နားကိုချင်းကပ်လိုက်တယ်သူ့ကိုသစ္စာဖောက်တာတယောက်တည်းမဟုတ်ဘူးလို့တူတူလေးပြောလိုက်တယ်ပြီးတော့မင်္ဂလိကတလန်းနှုတ်ဆွဲပြီးအတန်ကျဲကျဲနဲ့ဒီကိစ္စကိုမခစ်ခဲ့သလိုပဲထားလိုက်ပါတော့ကျမတယောက်တည်းကြောင့်မင်းတို့မောင်နှမတွေရဲ့အချစ်ကိုမပျက်စီးစေချင်ဘူးလို့ပြောလိုက်တယ်ဒါပေမဲ့ဒီစကားကိုပြောလိုက်တာကပိုဆိုးသွားလေခေါင်းဆောင်ကမောင်နှမ2ယောက်ထဲကတယောက်ကသူ့ကိုသစ္စာဖောက်တယ်လို့အထိုင်မှာယုံကြည်သွားပြီးသူတို့2ယောက်ကိုရှေ့ထွက်ပြီးအမားကိုဝန်ခံခဲ့တယ်ဒါနဲ့ဒုတိယမြောက်ဝင်းရှူနဲ့တတိယမြောက်လီချွန်းတို့2ယောက်လုံးကသူတို့မဟုတ်ဘူးလို့ပြောကြပြီးအပြန်အလှန်အဖြစ်ထင်ကြပြီးကိုကပဲမင်္ဂလိနဲ့လင့်ရှိတွေ့ဆုံခဲ့တယ်လို့ပြောလာကြတယ်3ယောက်သားအငင်းကွာနေတာကိုကြည့်ပြီးမင်္ဂလိကပြောသွားတယ်သူတို့နွားတွေနဲ့နွားတွေကြိုက်စေမယ်လို့တွေးလိုက်တယ်ဒါပေမဲ့နောက်တစ်နေ့မှာဒုတိယမြောက်ဝင်းရှူကမင်္ဂလိအထုပ်လုံးနေတဲ့နေရာကိုလာပြီးခေါင်းဆောင်ရဲ့ရှင်းပြဖို့လိုက်ကွာဖို့ပြောတယ်ဒါပေမဲ့မင်္ဂလိကငါ့ကိုစော်ကားချင်တဲ့သူတော့ဘာလို့ငါကသွားရှင်းပြရမလဲလို့ပြန်ပြောလိုက်တယ်ဝင်းရှူကသူ့ဖုန်းကိုပြပြီးဖန်သားစင်ဘုတ်ကငွေပမာဏကိုပြတယ်မင်္ဂလိကတင့်လျော်တဲ့ပမာဏကိုယူနိုင်တယ်လို့ပြောတယ်2,240လောက်ရှိနေတာကိုမြင်တော့မင်္ဂလိအံ့ဩသွားတယ်ဘိုးစေးတွေကိုမီးပူဆိုဖို့ငွေတောင်ဒီလောက်အညာကြီးမရဲတောင်လူတာမှမဟုတ်ဘူးလို့တွေးမိလိုက်တယ်ဒါပေမဲ့သူမကငင်းဆန်နေတယ်အဲ့ဒီအချိန်မှာဝင်းရှူကချင်းချောက်လာတယ်သူကဆိုင်ရှင်နဲ့ရင်းနှီးတာကြောင့်မင်္ဂလိကိုအလုထုပစ်လိုက်မယ်လို့ပြောတယ်မင်္ဂလိစိတ်ဆိုးတာမို့ပေမဲ့အခြေအနေအကြောင်းဖီအားဖေးခံရလို့ခေါင်းကုန်လိုက်ရတယ်ဒါပေမဲ့သူမကအစီအစဉ်တစ်ခုချိနေပြီးဖြစ်တော့အဲ့ဒီပတ်စံကိုသူမရဲ့လောက်ခအဖေလွှဲခိုင်းတယ်ဘလောက်လွှဲရမလဲ4,500လောက်ပဲလို့ပါလေအမကြီးမင်းအိမ်မက်ထဲမှာတော့ပူကြီးတာမှတ်လို့မရဘူးလားငါမင်းကိုငွေညက်မှုနဲ့တရားစွဲမှာစိုးလို့လားငါကဒီလောက်မသေးသေးပါဘူး
4,500ကဘာလို့ဖို့လို့တော့လဲဒီမှာတော့သူကတူးကျတီးအုပ်ဆောင်မှုကိုစတင်တော့တယ်ရေမျက်နှီးကမတိမတန့်ကျလာတော့တယ်4,500လိုချင်ရတာကအဖွားကိုအကြားရကောင်းအောင်နားထောင်ထုံဝေဝယ်ပေးဖို့လူနီလို့ဖြစ်ပါတယ်သူမကအလုပ်လုပ်ပြီးအချိန်ပိုင်းလုပ်တာနဲ့အဖွားကိုဝယ်ပေးဖို့စီစဉ်ထားလို့အခုသူကအလုပ်ထုတ်ပစ်လိုက်တာကြောင့်ငွေရှာလို့မရတော့ဘူးလို့ပြောလိုက်တယ်မိန်းကလေးကပြောလီပြောငိုလေငိုပို့ပြီးတနာစပွဲဖြစ်လာတယ်ငယ်ငယ်တုန်းကအဖွားနဲ့အတူအမိုက်ကောက်ပြီးကျောင်းလာကတကဆူခဲ့ရတယ်ကျောင်းမှာတငယ်ချင်းတွေကမြင်သွားရင်လောင်ပြောင်ခံရတယ်သူတို့ကိုခွေးအော်တကားခေါ်ပြီးစာတန်းထူးထားတဲ့ခောက်ဆွဲတစ်ခွက်ကိုပေးမယ်လို့ပြောဘူးတယ်သူမကပါဇက်ကငင်းဆန်ပြီးမြဲဘိုက်ကတော့အလိုမကျလို့ကွက်ကွက်အတန်မြေခဲ့ရတယ်ဒါကသူ့ဘဝမှာဘယ်တော့မှမမေ့နိုင်နဲ့ရပိုင်ခွင့်မရှိခန်းစားချက်ပါကြီးလာရင်စ조사လေးလာဒီခန်းစားချက်ထဲကလွတ်မြောက်ခြင်းခဲ့တယ်ဒါပေမဲ့အခုပတ်စံနဲ့ထက်ကြီးအဆက်ရအောင်လှုပ်ခန်းရပြန်တယ်ဒီစကားတွေကြတော့ဝင်းရှူကသူ့ကိုသူ့အစိုးဆုံးအဖြစ်ကျူးလို့တယောက်လို့ခန်းစားလိုက်ရတယ်မိန်းကလေးကသူ့ရဲ့ window စိတ်ကိုကိုယ်တည်းမြင်နေတာကြောင့်ငိုတန်းကပိုးကျဲသွားတယ်ပြီးတော့တရုပ်ဆောင်မှုကိုရက်လိုက်ပြီးစိတ်ကိုပြန်ထင်းလိုက်တော့ကောင်လေးကိုဒါပေမဲ့ဂျေဇူးပြုပြီးလွှဲပေးပါအောင်တော့ကျမအဖွားကကျမ်းမာရေးမကောင်းပါလို့ကျမဝဲပေးတဲ့နားထောင်တုံးဝေကိုသူ့ကွယ်လွန်သွားခင်မှာအသုံးပြုနိုင်ပါစေလို့ဆုတောင်းမိပါတယ်